Sabi chimney noodle, Yada Sabi, a messing go up here. Yahudama Sabi chimney noodle to logo, Paja, Tembiajan, Sabi gown to boat, Yada Sabi moon to boat Shibare. Eddie Sabi Garo, Seamaji, Nunui, and what, ye bare, Bomuebu, Yalu Babi, ne, a child with Rumia. Wudu Bonjo a man sao tega. Wudu count about pit to Henry Bone, Henry Bone so that Yada Wudu the boat go. Yada Sabi Sazin go up here, Yahud Bama, Paja, then said Bivame, Chipodo Alo, Nas and Java. I can't did to Henry Bone, Henry Bone. Dini Mabe. A chain to ye, Gonge like Babito. Yanni Lena Igrega Yanni Lena Igale, two hair like Babito. The Gui, Tanzo Minido, Piping Chaligo, Kanakana put down Gonji, Jibo, Mulnet, Sanzan Yada, Chala Babago, Manegrega, Santa Soapuk, Jejego, Tabania Wimiapi. တောက်ခဲ့တဲ့မနေ့9နာရီလောက်ခရဲကရေပေါ်စောင့်နေရတာဘယ်သူကိုရမလဲထမင်းလေးထမင်းရေပေါ်တို့မြန်မာပြည်သားတိုင်းမစားရမနေနိုင်တဲ့ထမင်းပေါ့ရေပေါ်ကျောင်းကမထွက်ခင်လေးတန်းမှာတုန်းကဆရာမကတင်တယ်ထမင်းအသက်9ရက်ရေအသက်10မိနစ်တဲ့ဟင်ရေအသက်10မိနစ်တဲ့ဟင်ထမင်းမက်တဲ့ရေပေါ်ကတော့အဲ့ဒီအဆိုကိုပြင်ကျင်တယ်ထမင်းအသက်10မိနစ်ရေအသက်9ရက်လိုပဲငန်းငယ်ကလေးကထမင်းတစ်ခုတည်းကိုပဲအားပြုကြီးပြင်းလာရတဲ့ရေပေါ်ကထမင်းကိုမက်တယ်စံနီသည်ဖြစ်စေဝါသည်ဖြစ်စေဟင်းပါသည်ဖြစ်စေမပါသည်ဖြစ်စေထမင်းကိုစားလိုက်ရမှတင်းတိမ်တယ်ရေပေါ်စိတ်ထင်လေရေကိုသာ9ရက်အငတ်ခံနိုင်မယ်ထမင်းကိုတော့10မိနစ်အငတ်မခံနိုင်ပါဘူးလို့ခုတော့လေငိုခြင်းစရာအကောင်းသာရေဘောတို့သားအဖထမင်းမစားရတာ10မိနစ်မကတညက်နေမက9ရက်တောင်ကြော်ခဲ့ပြီရေဘောတို့သားအဖတင်ဘယ်ဟုတ်မလဲခုချိန်မှာတော့သူငါဆိုတာကိုပဲအလောကိုင်းတွေကမဖြစ်စံစည်းက20နဲ့ကစုံဥပဲဥပြုတ်တက်လက်ဘာမှမပြုတ်တာတက်လက်နဲ့အသက်ဆက်နေရတဲ့ရေဘောတို့လိုလူမျိုးတွေလဲရွာထဲမှာအပုံပေါ့ရွာထဲမှာထမင်းမှန်အောင်စားနိုင်တဲ့အိမ်ကနည်းနည်းရဲ့သူတို့တောင်ဂူတလောခောက်ဆွဲတက်လက်ချက်ပါတီတက်လက်ဒါကြောင့်မို့လို့ဒီနေ့အဖို့အားလုံးကမျောလင့်နေကြပါသည်ဖြစ်နေတာရေဘောတို့ရွာမှာဒီနေ့ညနေ4နာရီစံ3နှင်းဟင်းချက်စရုရီတာထမင်းအလူရှိတယ်လေထမင်းအလူရှင်ကမန္တလေးကဒီရွာသားမန္တလေးဈေးကြိုထဲမှာဆိုင်နှစ်ဆိုင်3ဆိုင်နဲ့စီးပွားရေးပြည်လည်နေတဲ့သူပတ်စံရှိတဲ့သူဒီရွာကသူအမျိုးသမီးအိမ်မှာဇရဲချပြီးလာကြွေးတာတကယ်တော်တဲ့လူရွာထဲကဆိုသူမလာခင်ကတည်းကလာကြွေးမယ်ဆိုတဲ့အတန်ကြားကလေးကတရွာလုံးတာရုခေါ်နေကြတာသူတကယ်ကုသိုလ်ရပါတယ်ဝါနေတဲ့သူတွေကိုကြွေးတာထက်မဝါတဲ့လူတွေကိုကြွေးတာပိုးပြီးတော့သူကုသိုလ်ရဦးမယ်ဆန်က3နှင်းချက်ဟင်းကဝတ်သားနဲ့ကလေးပဲရောပဲဒီချင်တော့တဲ့သိမ့်မြိန်ပါပဲမစားတဲ့ရက်တွေကိုအတိုးချပြီးရေပေါ်အားရပါရစားပြက်လိုက်စမ်းမယ်အင်းတခုပဲဆန်3နှင်းချက်နဲ့ရွာရှိလူအားနဲ့ကမျှဘူးဥသူဝင်စားထမင်းဟင်းကုံတာနဲ့ကုံတန်ဝါတန်ပဲဆိုတော့မကုံငင်မှာဝါဖို့အတွက်ရေပေါ်ကြိုးစားရလိမ့်မယ်အရေးထဲမှာအဖေကလည်းခုထိပေါ်မလာဘူးအမေတို့သွားနေတဲ့ကြီးတော်ကလူယုံလာတယ်ဆိုတာနဲ့ငေါက်ခနဲ့ထသွားလိုက်ကြတာကြာလာပြီအေးလေအချိန်ကတော့စောပါသေးတယ်အဖေပြန်လာရင်ကြီးတော်မှာအမေတို့နဲ့မှန်တယ်ဆိုတဲ့အတန်ပဲကြားပါရစေအမေအမကြီးတော်ကစားနိုင်တောက်နိုင်တဲ့လူတွေပါလဲပိုင်းရပိုင်းတွေပါ
အမေသာလက်မပိုင်ရမပိုင်ကိုခန္ဓာတစ်ခုပဲပိုင်တဲ့မင်းနေပြီးတော့ဟောင်းသားအဖေကိုယူမိလို့မစားနိုင်မတော့နိုင်လို့လူခွဲပြီးအမစီပြေးတဲ့အမေတို့သားမိ၃ယောက်ကိုကြီးတော့ကြည်ပြူပါစေတရာပါစေအမေနဲ့အတူတူရေဘောအောက်ကအလက်မစိန်ဝင်းရွှေနဲ့အငဲကောင်ငွေပေါ်တို့နှစ်ကောင်ပါသွားသေးတယ်ရေဘောကမှ၄တန်းအထိနေခဲ့ဘူးသေးတယ်စိန်ဝင်းရွှေကတဒန်းတောင်မရောက်ဘူးသူငယ်တန်းကြီးနဲ့မိန်းကလေးဆိုပြီးအမေကကြောက်နှုတ်ပစ်တယ်ငွေဘောကတော့တဒန်းရောက်ပြီးဒါပေမဲ့ဒီကောင်လဲသိစာတက်မှာမဟုတ်ပါဘူးကြောင်းမှမလိုက်ရတော့လားဒီကောင်အသက်ကခုဆို8နှစ်အလက်မက17နှစ်ရေဘောက15နှစ်ရေဘောတို့မောင်နှမ3ယောက်ထဲမှာထမင်းအစားအကြီးဆုံးမို့ထမင်းစားချိန်တိုင်းရေဘောကိုဒုံနဲ့အမေကတစ်ဖက်ဖက်ချတာကိုသတိရမိတိုင်းရေဘောထမင်းပိုစားလာတတ်တယ်အဖေမြင်းလဲမောင်းလိုက်ငှက်ခက်လိုက်တန်တပိတ်ရိုက်လိုက်နဲ့ကြုံရကြပန်းအလုပ်တွေလုပ်ပြီးအစဉ်ပြေလာတဲ့အခါမှာအမေချက်တဲ့ချမောင်ဆက်ချင်နဲ့ဝဲဦးချက်ကိုရေဘောအောက်မိလိုက်တာနှုတ်ခမ်းတွေကိုရေဘောရှာနဲ့သိမ့်တက်မိတယ်မရောက်သေးဘူးလား4 နာရီရဲ့ရောက်ပါတော့မြန်မာစံတော်ချိန်မှာလဲတနာရီခွဲရှိပြီမို့မြန်မာပိုင်းအစီအစဉ်များကိုအတွင်ရိုက်ဆိုင်ပြီးဟိုဘက်3ရင်ကျော်ဥချစ်တီတို့အိမ်ကရေဒီယိုကိုရေဘောကြပြကြရနားဆွင့်ရတယ်တနာရီတော့ခွဲပြီဥချစ်တီတို့ကလည်းပြီးကန်နေမှာပဲရေဒီယိုကိုဖွင့်ပေးတော့တယ်စိတ်ပြေးလက်ပြောက်ရေဒီယိုလေးလှမ်းနားထောင်နေလို့စဉ်းစားတာတချင်းလာလိုက်ဒေါက်ခနဲ့ပိတ်လိုက်တော့ကြပြန်ဖွင့်လိုက်ဒေါက်ခနဲ့ပိတ်လိုက်နဲ့အလကားကလိနေတယ်အရင်ဆိုအစကနေအစုံအကျဲကြီးမိုင်းကုန်တင်နေကြနားထောင်ခြင်းပါတယ်ဆိုတဲ့နေ့ကြမှာသူကကလိနေတယ်တနာရီခွဲဆိုတော့3 နာရီထိုးဖို့ဘယ်လိုတော့မလဲရေဘောတို့ရွာလေယာဖွံ့ဖြိုးရေးလက်ဖက်ရည်ဆိုင်ကိုလက်ဖက်ရည်တော့ရေနွေးတော့သွားတဲ့သူတွေတောင်ရွာလမ်းမှာစီလာပြီးရေဘောကောက်ခနဲ့ထထွက်လာခဲ့တယ်ဘိုက်ထဲမှာကရုံကရင်ကြီးနဲ့အိမ်မနေမဲ့အတူတူဖွံ့ဖြိုးရေးဆိုင်သွားထိုင်ရေနွေးတော့ပြီးဟိုစကားဒီစကားနားထောင်နေရတာကမြန်မြန်အချိန်ကုန်မယ်ဟဲ့ကောင်ရေဘောရေနွေးတော့တဲ့ကောင်ကဟိုဘက်ကိုတိုးပေးလိုက်အောင်ကွလူကြီးတွေကိုဖွံ့ဖြိုးရေးဆိုင်တာဝန်ခံကိုအောင်တင့်ကလှမ်းမှန်တော့လူပြိုပေါက်ရေဘောနည်းနည်းတော့ရှက်မိတာလက်ဖက်ရည်လေးတစ်ခွက်မတော့နိုင်တာနဲ့လူတွေကတော်တော်နှိမ့်ခြင်းနဲ့ရေဘောတို့အရင်ထောနေတုန်းကဆိုလက်ဖက်ရည်တင်မကပေါင်မုံနှုတ်စီစမ်းပါစားနိုင်တာကိုအောင်တင့်ခမည်းကြီးလည်းအသိတရွာလုံးလည်းအသိဖွံ့ဖြိုးရေးဆိုင်ရာထရံမှာရေးကတ်ထားတဲ့စာရွက်ဖြူကိုရေပေါင်းနာကြီးကြည့်မိတယ်ယခုအချိန်တွင်သီးနှံစိုက်ပျိုးရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့်လေကွယ်များအတွင်းသို့ဝင်ရောက်ရွှေကျင်ခြင်းမပြုလုပ်ကြရန်တွေ့ရှိကဥပဒေအရပြင်းထန်စွာအရေးယူခြင်းခံရမည်ဒီရွှေကျင်တာမပိတ်သေးခင်ကဆိုရေဘောတို့ဘယ်ထမင်းပြတ်လိမ့်မလို့ထမင်းလည်းမပြတ်လက်ဖက်ရည်လည်းမပြတ်ပေါင်မို့နှုတ်စီစမ်းလည်းမပြတ်ရှုံတဲ့ရည်ထဲမှာကျွဲတွေနွားတွေကိုပင်ပန်းပြီးဘယ်လောက်ပဲလူနဲ့မတူမျောနှင်းချက်ကလေးတဝေးနဲ့ပျော်လို့တောင်နေသေးလောဘသားကိုရေဘောတို့ရွှေကျင်တဲ့လေကွက်နေရာတွေကအရင်မင်းနေပြီးတော့ဟောင်းတဲ့တထေတန်းဆိုတဲ့နေရာလေးဖယေပြက်တွေလည်းအများအပြားရှိတဲ့နေရာရေဆက်လေကွက်မှာရွှေကျင်သမားတွေရွှေကျင်ပြီးဟိဆိုမှဖြင့်အများအပြားရကြတာတွေကရွှေလက်စွပ်အပဲ့လေးတွေငကက်လေးတွေရွှေတုံးရွှေစအပဲ့လေးတွေပြီးတော့ကြောက်ကလေးတွေလည်းရကြတယ်အဲ့ဒီကြောက်ကလေးတွေကတခါတလေထောင်ကြောက်တောင်းကြောက်တွေဖြစ်နေတတ်တယ်ဆိုတဲ့သတင်းစကားနဲ့ကြောက်ရှားသူတွေကြောက်ကျင်သူတွေတယုံတထေးတန်းတွေရဲ့မကြီးပင်တန်းအုပ်အောက်မှာတယုံရှိခဲ့ကြတဲ့ရောင်သူဝယ်သူတွေပတ်စံတွေကိုရေပေါ်ပြန်မြင်ကြည့်နေမိတယ်ရွှေကျင်သာမပိတ်ရင်အမေတို့ကြီးတော်တို့ကိုမပြေးရပါဘူးရေပေါ်တို့သားဖာလဲဒီလိုပဲနေရလိမ့်မလဲဒုတိယအကြိမ်ထရံပေါ်ကတားမြစ်စာရွက်ကိုရေပေါ်ငေးကြည့်မိနေတော့ဟေးဘာလဲကွာဘာဖြစ်တာလဲကိုအောင်တင့်အာကျဲတန်နဲ့အတူဆိုင်ထဲသို့လူ3-4ယောက်ပြေးဝင်လာကြတယ်မျက်နှာမှာရွှွန့်ဆက်တွေဗရဘွားရေစိုးတစ်ပိုင်း
ပေါက်တူးတွေဒဲပိုင်းတွေတိုးလို့တွဲလောင်းနဲ့ရွှေကျင်တဲ့သူတွေစိန်သောဟစ်ကောင်ဘယ်လိုဖြစ်တာလဲရေပေါ်နဲ့ရွှေကျင်ပေါ်သူငယ်ချင်းစိန်သောကရေပေါ်နာကက်လာပြီးရီးကနဲ့တစ်ချက်ရဲလိုက်ရင်ငါတို့ရွှေသွားခိုးကျင်တာကွကင်းလက်တာနဲ့မိလို့ဟေးပြေးလိုက်ရတာကွာဘာပြောကောင်းမလဲရေပေါ်ရှိကရေနွေးခွက်ကိုရှွန်းဆက်တွေပေးချမ်းအေးဆက်တုံရင်နေတဲ့လက်နဲ့ယူတောက်လိုက်တဲ့စိန်သောကိုအောင်တင့်ကခတ်ထွေတွေလှမ်းကြည့်တယ်မင်းတို့ကလည်းကွာမင်းတို့ပဲသေဦးမယ်မင်းတို့ကောင်တွေခုမှတွေ့လားစာကိုသေချာဖက်သူများတွေစိုက်တဲ့ပြိုးတဲ့အချိန်မှစုံနေမှကိုချင်းလဲမစားဘာလဲမစားပေါ့စိန်သောနောက်နာကရက်နေတဲ့ရွှေကျင်တဲ့လူကြီးတယောက်စီကကိုချင်းစားပါတယ်ဗျာဆိုတဲ့အတန်တိုးတိုးလေးထွက်လာတော့မှာပဲလက်ဖက်ရည်ဆိုင်ရှိကပြေးရွာတန်တွေနဲ့အတူထမင်းကျွေးနေပြီတဲ့ဟေးရေပေါ်ကြပြကြရထက်ရက်လိုက်တယ်သရွေးကိုလည်းဂရုဂရဲနေအောင်မျိုးချလိုက်တယ်စိန်တော့ပြေးကြစို့လားငါတို့ထမင်းစားရတော့မယ်ရေပေါ်ရင်တွေတောင်းမှတရိတ်တိတ်ခုံလာတယ်ထမင်းရေပေါ်တကယ်ထမင်းစားရတော့မယ်ပဲဟင်းနဲ့ပူပူနွေးနွေးထမင်းနဲ့နှစ်ထပ်အိမ်ကြီးရဲ့ရှေ့မြေတလင်းပြောင်ပြောင်ပေါ်ကထမင်းဝိုင်းတွေထဲမှာကြောက်ကမန်းလေးတိုးဝင်နေကြတဲ့လူအုပ်ကြီးဖယားရေပေါ်စားမှစားရပါဦးမလားအိုးဘယ်ဖြစ်မလဲမစားရလို့ကတော့ဘယ်ဖြစ်မလဲရေပေါ်ထမင်းမစားရတာကြာပြီဗျဖြည်းဖြည်းထမင်းတွေဟင်းတွေအများကြီးထမင်းလိုက်နေတဲ့ဘိုးမြကြီးကဘယ်လောက်ပဲအော်စာနေတဲ့လူတွေကတော့မဖြေးနိုင်ပဲမြဲဆန်တိုးနေကြတယ်စမန်ခုတ်နေတဲ့ရေပေါ်လဲထမင်းဝိုင်းမှာတင်နေရဖို့စိန်သောင်းနဲ့အတူတိုးတယ်ဇွတ်ဝင်တိုက်တယ်မရပါဘူးမဝင်သာပါဘူးစားလဲစလူတွေကကြားသလိုစားပြီးတဲ့လူထတာနဲ့ပကံများဝင်ဆွဲတဲ့သူကအစင်သက်ပကံဆေးတဲ့လူစီတောင်ပကံများကမရောက်ဘူးကိုဘာသာကိုသွားဆေးပြီးထမင်းထည့်ခိုင်းတော့တာပဲထမင်းပေးပါဦးဗျို့ထမင်းဆိုတဲ့အတန်တွေစူညံလာတာနဲ့အမျှဟေးလေးထည့်ပါဦးအချင်းတုတ်ဆိုတဲ့အတန်တွေစူညံလာတာနဲ့အမျှရေပေါ်ပိုဆိုးလာတယ်ပိုစားလာတယ်ပိုစားကြင်လာတယ်မစားရရင်ဆိုတဲ့အသည့်နဲ့ရင်ထဲမှာပူလောင်လာတော့ရုတ်တရက်ရေပေါ်မျက်လုံးတွေကရေတွင်းဘေးနားကငါပြောပင်အုပ်ကိုလှမ်းမြင်လိုက်ရတယ်ရေပေါ်လှစ်ခနဲ့ပြေးသွားပြီငါပြောရွက်ကြီးတရွက်ကိုချိုးချလာခဲ့ပြီးစိန်သောင်းကိုတရွက်ပေးလိုက်တယ်ငါပြောရွက်ပေါ်တင်နေတဲ့ဖုံတွေအမိုက်တွေဘေးချိတ်ဘိုးမြကျွန်တော်တို့ကိုဒီထက်ရေပေါ်ခင်းပေးတဲ့ငါပြောရွက်ထဲမှာဘိုးမြကထမင်းအမောက်ထည့်ပေးတယ်ဟင်းထည့်ပေးတယ်ကြည်စံထမင်းပုံပေါ်မှာဝက်သားဟင်းကိုရက်ပေါင်း900လောက်မမြင်ဘူးခဲ့သလိုတဆိုင်မက်ရေပေါ်ကြည့်မိတယ်ဒီထမင်းကိုစားဖို့ရေပေါ်ဘလောက်တောင်စောင့်ခဲ့ရသလဲဘလောက်ကျိုးပန်းခဲ့ရသလဲလာခဲ့စမ်းဒီထမင်းအိုးစားလို့ကောင်းလိုက်တဲ့အမျိုးထမင်းအမောက်တပုံဖြတ်ခနဲ့ကုံသွားတယ်ရေပေါ်နောက်ထပ်ထမင်းတောင်းတော့ဘိုးမြကထည့်ပေးရင်ဟာလုတ်လိုက်ချီလားငါကောင်ရတဲ့အင်းလောက်ရမှာပေါ့လေးဗျာဘိုးမြရဲ့ကျုံတို့ဝအောင်စားထားရတာထမင်းဆိုတာကျုံမို့ခက်တယ်ဗျငါပြောရွက်ပေါ်ကထမင်းအမောက်လေးပုံကုံတဲ့အချိန်မှာတော့တော်ပြီရေပေါ်ဝါသွားပြီအစ္စလမ်ဝေသွားပြီဖူလုံသွားပြီဝါဒါမှဖူလုံလိုက်တာမှဘိုက်ထဲမှာနေရလက်ဆိုတာမရှိသလောက်တပတ်စာလောက်ကိုတူလောင်ပြစ်လိုက်တာမှတ်ခရောစိန်သောဆိုတဲ့အကောင်တော်ညံ့တဲ့ကောင်ထမင်းသုံးပုံပဲစားနိုင်တယ်တိုးဝိစားတော့နေကြတဲ့လူတွေကြားထဲကနေရေပေါ်တဖြည်းဖြည်းချင်းအရသာခံပြီးထွက်လာခဲ့တယ်ဝင်းပေါဝမှာဖြာကြီးတစ်ချက်ထောင်ထားပြီးဖြာပုံကြီးပေါ်မှာထမင်းကုန်ပြီတဲ့ဝင်းပေါဝမှာဇွဲကောင်းနဲ့ရက်နေတဲ့သူတွေတနာစရာရှေ့ကသွားနေတဲ့စိန်သောကဟေ့ကောင်မြင်လာတဲ့သူ့ကိုမီအောင်ရေပေါ်ခတ်မြင်ရှောက်တဲ့ခဏမှာပဲရုတ်တရက်ဗိုက်ထဲကမိမသာခံစားလိုက်ရတယ်စိန်သောရေပေါ်ကအလံတကြားအော်ခေါ်ရင်လက်နှစ်ဖက်နဲ့သူ့လက်ပင်ကိုဖမ်းဆုပ်လိုက်တယ်အိုးမလုပ်ပါနဲ့သူ့လက်ပင်ကိုအတင်းဆုပ်ထားလက်ကရေပေါ်အန်ချလိုက်ရပါပြီတော်နဲ့အန်ချလိုက်ရပြီဗိုက်ထဲကရှိသမျှအစာအားလုံးမြေကြီးပေါ်မှာရေပေါ်မျက်လုံးတွေဖွင့်ပြီးမော့ကြည့်လိုက်တော့မြေကြီးပေါ်မှာကိုနှမျောတတစွာငေးကြည့်နေကြတဲ့ထမင်းပေါက်ကထမင်းဆောင်တဲ့သူတွေအိုးမြေကြီးပေါ်မှာကြည့်ပါအောင်လွှင့်စင်ပြဲကြံနေတဲ့ထမင်းတွေဟုတ်တယ်ထမင်းတွေရေပေါ်ချစ်တဲ့ထမင်းတွေ
ပြင်ဦးတွင်ရာပြည့်အထိမ့်မဲ့မဂဇင်း1996ခုနှစ်ကဖြစ်ပါတယ်စာပေချစ်မဲ့နိုးသူတို့အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ